အားလုံးပဲမင်္ဂလာပါဒီနေ့တာလုံးအောင်မြင်ဖို့နဲ့စိတ်ပျော်ရွှင်ဖို့ဆိုတာမနက်ခင်းကိုဘယ်လိုစတင်လဲဆိုတဲ့အပေါ်အများကြီးမူတည်ပါတယ်လူအများစုကနုံနုံချင်းဖုန်းသုံးပြီးအချိန်ကုန်တက်ကြပေမဲ့ဒီနေ့ဗီဒီယိုမှာတော့စိတ်ရောကိုယ်ပါလန်းဆန်းသွားစေမဲ့မနက်ခင်းအလေးအကျင့်ကောင်း၃ခုကိုပြောပြပေးသွားမှာပါနံပါတ်1ရေအရင်တောက်ပါဟုတ်ပါတယ်ပထမဆုံးအချက်ကတော့ digital detox ပါမနက်နုံနုံချင်းအနည်းဆုံး15မိနစ်လောက်ဖုန်းမကင်ပါနဲ့အောင်အဲ့ဒီအစားရေတပံခွက်အရင်တောက်ပါဒါကတညလုံးရေတဲ့ခန်းချောင်းနေတဲ့တင်းရဲ့ခန္ဓာကိုယ်ကိုပြန်လည်နှိုးချလာစေပြီးအုံနောက်ကိုကြည်လင်စေပါတယ်မနေ့ကိုယ်လက်လှူရှာမှုလုပ်ခြင်းဒုတိယအချက်ကတော့ movement ပါပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့မလိုပါဘူး9မိနစ်လောက်အကျောဆန့်တာဒါမှမဟုတ်လမ်းလျှောက်တာမျိုးကသွေးလက်ပတ်မှုကောင်းစေပြီးငိုက်မြည်နေတာတွေကိုပျောက်ကွယ်သွားစေပါလိမ့်မယ်နံပါတ်3အရေးကြီးဆုံး၃ခုကိုအရင်ကျွေးပါတတိယအချက်ကတင်းရဲ့တနေ့တာမှာမဖြစ်မနေပြီးစီရမယ့်အရေးကြီးဆုံးအလုပ်၃ခုကိုပဲချရေးပါအများကြီးရေးထားရင်စိတ်ဖိစီးတယ်လို့အဲ့ဒီ၃ခုကိုပဲအာရုံစိုက်ဖို့ပြင်ဆင်လိုက်တာကတင့်ကိုပို့ပြီးတိုးတက်စေပါတယ်ဒီအချက်လေးတွေကယူရှင်းပေမဲ့တကယ်လို့ကြည့်ရင်တိတိတတ်တာပြောင်းလဲလာတာကိုတွေ့ရမှာပါတကယ်ချင်းတို့ရောမနေ့ခင်မှာဘာတွေလုပ်လို့ရှိလဲcomment မှာပြောခဲ့ပေးပါဦးဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲလမ်းဆန်းတဲ့မနက်ခင်းလေးဖြစ်ပါစေ